စပင်လာကင်ပြီးတော့အသားကိုလာကင်ပြီးတော့မှအခက်ခဲတွေကြုံဒုက္ခတွေရောက်တာမျိုးဖြစ်ဖူးလားအားလုံးပဲမင်္ဂလာပါဆရာဒီနေ့မှာပြောပြပေးမယ့်အကြောင်းအရာလေးရတော့ပေါ့နော်ဒီပယောဂအဖြစ်များကြတယ်ပေါ့နော်ဆရာရှိမှပယောဂလာကုကြတယ်အမျိုးသမီးငယ်တွေပေါ့နော်အများသောအားဖြင့်သူတို့တွေ့ကြုံရတဲ့အတွေ့အကြုံလေးတွေတိုက်ဆိုင်တဲ့အရာအဖြစ်အများဆုံးအရာလေးတွေကိုဆရာပြောပြပေးမှာပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုလို့ရှိရင်ရုံးပိုင်းဆိုင်ရာတွေမှာအလုပ်လုပ်တဲ့လူတွေဒီလိုမျိုးတွေပေါ့နော်ပယောဂလာစစ်တဲ့ပယောဂရှိနေသူတို့ပြောတဲ့အကြောင်းအရာတွေဒီအချက်လက်တွေကိုကောက်ပြီးတော့ဆရာဒီပြောမယ်ဆိုလို့ရှိရင်ဒီစုဆောင်းထားတဲ့နေရာမှာပေါ့နော်ဘာတွေတွေ့ရလဲဆိုလို့ရှိရင်ဒီအသားကိုလာထိပြီးတော့ပုတ်ပြီးတော့စကားပြောတာပခုံးပုတ်ပြီးစကားပြောတာသပင်ကိုကင်ပြီးတော့စကားပြောတာအစရှိသဖြင့်လှုပ်ပြီးသွားတဲ့အခါမှာဒုက္ခတွေရောက်လာတယ်ပြုလာဆိုတော့ဒါဘာလဲဆိုလို့ရှိရင်ဆုံးပညာမှာပေါ့နော်အရေးကိုထိရပြူစားတဲ့ပုံကိုအသားကိုထိရပြူစားတဲ့ပုံကိုနာမည်ခေါ်ပြီးတော့ပြူစားတဲ့ပုံကိုအစရှိတဲ့ဒီလိုပညာရက်တွေရှိတဲ့အတွက်ကြောင့်မလို့တချို့သောဆရာတွေကဒီလိုတူဈေးတွေထိတဲ့အခါမှာသုံးပြတဲ့လုတ်တဲ့ဈေးတွေနဲ့လောက်ကင်ဖန်ဆားတာတွေရှိပါတယ်အဲ့ဒါတွေကမပေါ်ဆသင့်ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်ပြီးသွားတဲ့အခါမှာလူချစ်လူခင်မပေါ်တော့တာကိုယ့်ရဲ့အကြည်ဓာတ်တွေအပွင့်ဓာတ်တွေအလင်းဓာတ်တွေပျောက်ဆုံးလာတာအထက်လူကြီးတွေလက်အောက်ငယ်သားတွေနဲ့အစင်မပြေတာလက်လာပါတွေပိတ်သွားတာအဆရှိတဲ့အရာတွေဖြစ်တတ်တယ်အဲ့ဒါတွေဒီလဲပယောဂလက္ခဏာတွေမှာပါတယ်ပေါ့နော်ပယောဂကြောင့်အများကြီးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့မပေါ်ဆဖို့ဆရာဒီနေရာနေအကြံပေးပါတယ်မိမိသပင်ကိုကိုင်နဲ့ဆွဲနှုတ်သွားတာမျိုးတွေဖြစ်စေအသားကိုထိသွားတာမျိုးတွေဖြစ်စေခက်ကြမ်းကြမ်း3-4ချက်လောက်လာပြီးတော့ပုတ်ပြီးတော့မှပြောဆိုတာတွေဖြစ်စေဒါမျိုးတွေဆိုလို့ရှိရင်သတိထားပါရင်းနှီးတဲ့လူကဒီတိုင်းပဲအရင်တုန်းကလည်းပုတ်ပြီးပြောတတ်တဲ့ဟာအကြောင်းမဟုတ်ပေမဲ့ကိုနဲ့မတဲ့ပဲနဲ့မကြည့်တဲ့ကြားတဲ့အသားဖုတ်ပြီးတော့အရန်ပေါ်ရွေလာရင်သပင်ကိုလာပုတ်တက်ကင်တွေ့တာမျိုးတွေလုပ်လို့ရှိရင်သတိထားပါမီးနေတဲ့အစိမ့်တွေရဲ့အစီတို့ဘာတို့ခေါင်းမှာလူပြီးတော့တိုက်တဲ့အတိုက်တွေကြောင့်လည်းအများကြီးဒုက္ခရောက်တာတွေဆရာကုသပေးခဲ့ရဘူးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုတင်ပြီး9ရက်သားသမီးတွေကို knowledge sharing လုပ်ပြီးတော့သတိပေးလိုက်တာဖြစ်ပါတယ်လို့အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာဒီဗီဒီယိုလေးကြည့်ပြီးတော့အကျိုးရှိတယ်ဆိုလို့ရှိရင် like share repost လေးလုပ်ပြီးတော့ကုသိုလ်ပြုနိုင်ပါတယ်လို့အားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါဆရာဒီ comment လေးကို reply လေးပြန်ပြီးမယ်ပေါ့နော်ချိတ်လက်သေးဆိုတာဘယ်လိုမျိုးကိုခေါ်တာလဲဆရာတဲ့လေးစားပါတယ်တဲ့ဖြေပေးပါဗျတဲ့အဲ့တော့ဆရာဖြေပေးမယ်ပေါ့နော်ဒါကျမ်းဂန်အလားရဆိုလို့ရှိရင်ကျိတ်ဆိုတဲ့လက္ခဏာဒီကံကြိုးဆိုပြီးတော့အဓိပ္ပာယ်ရတယ်လက်သေးဆိုတာအပီးပိုင်ရက်တန့်ခြင်းပေါ့အဲ့တော့ကျိတ်လက်သေးပညာဆိုလို့ရှိရင်အောက်လန်းနေဆုံးတွေကသုံးကြတယ်မကောင်းတဲ့ပညာလို့များသောအားဖြင့်ပြောပေမဲ့တချို့ကျမ်းဂန်တွေမှာဖော်ပြတာဒီကျိတ်လက်သေးပညာရက်တို့မှာတဲ့အိမ်မက်တွေကိုတော့၎င်းကြိုတင်ပြီးတော့အိမ်မက်ထဲရတော့၎င်းကြိုတင်ပြီးကံအကြောင်းတရားတွေကိုမှန်းဆနိုင်တယ်ပေါ့နော်ဖြစ်လာမဲ့အကြောင်းအရာတွေကိုသိနိုင်တယ်ဆိုတော့အဲ့တော့ကောင်းစွာအသုံးချတဲ့ပုံကိုယ်တွေလည်းရှိတယ်မကောင်းတဲ့နီးနဲ့အသုံးချမယ်ဆိုလို့ရှိရင်နှင်းမြန်စွာတည်သွားအောင်ပေါ့အပီးပိုင်ကံကြိုးတွေကိုပြတ်တန့်သွားအောင်လူတစ်ယောက်ကိုတည်အောင်ဖန်းဆလုပ်ကင်နိုင်သောပညာလို့ကျမ်းဂန်တစ်ခုမှာဆရာတို့ဖတ်ဖူးတယ်ပေါ့နော်ဒါပေမဲ့မူကွဲပေါင်းများစွာရှိသေးတယ်ကျိတ်လက်သေးပညာဒါဒီဆရာဖတ်ထားတဲ့နေရာမှာတစ်ခုကိုပြောပြပေးတာပေါ့နော်အဲ့တော့ကျိတ်လက်သေးပညာရက်ဒီအသေးလုံနိုင်တဲ့အသေးတိုက်နိုင်တဲ့ပညာလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့မတူညီတဲ့မူခွဲတွေလည်းရှိသေးတယ်ဆရာဒီနေရာမှာပြောပြပေးချင်တာကတော့ကျိတ်လက်သေးပညာရက်ဒီစုံအောက်လန့်အစရှိတဲ့လောကီပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သုလကန္နာကြီးပညာရက်တွေထဲမှာပါရှိတယ်တချို့ပညာကန်းတွေကြတော့လေဆရာခုနကပြောလို့ပေါ့အသုံးချတဲ့ပုံကိုယ်ပေါ်မှာမူတည်ပြီးတော့အစွမ်းထပ်ပုံဒီကွာသွားတယ်ပေါ့နော်အသုံးချတဲ့ပုံကိုယ်ဒီကောင်းတဲ့ဘက်မှာအသုံးချရင်ကောင်းတာဖြစ်ပြီးတော့မကောင်းတဲ့ဘက်မှာအသုံးချရင်မကောင်းတာဖြစ်တဲ့ပညာတွေအများကြီးရှိတယ်အဲ့တော့ကျိတ်လက်သေးပညာကိုအလွယ်တကူမှတ်မယ်ဆိုလို့ရှိရင်လူတို့ရဲ့ကံတရားကိုရက်တန့်အောင်ပြတ်တန့်အောင်ချက်ချင်းလန်ငင်းမင်းလေးတိုက်ခိုက်နိုင်တော့အတတ်ပညာတစ်မျိုးလို့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲ့တော့ကံကြိုးတွေကိုရက်တန့်နိုင်တဲ့ပညာလို့ဆရာတို့ကပြောလို့ရပါတယ်လို့အားလုံးပဲမင်္ဂလာပါနော်